တရားတော်ဝန်တာပါတယ်ကိုခုလိုမျိုးပေါ့နော်စေနာမိတာထားပြီးတော့လူတန်းနေရတွေ့ရပေါ့နော်ညီမတို့ဘေးကနေကြည့်အောင်တကယ်ပီတီလက်ဖြစ်မိတယ်ရှင်ကိုရဲ့စရင်စေနာကိုဒီရစားတော့အဖြစ်ပေါ့နော်ညီမတို့ရဲ့လိုင်းနီမီသားစုကနေပြီးတော့အခုလူတန်းတဲ့နေရာလေးမှာလည်းပါဝင်လူတန်းလို့ရအောင်အခုရဲ့ခြားကိစ္စလေးမှာလည်းသုံးချင်တာသုံးလို့ရအောင်ငွေကျပ်15တိကျပ်ဂုံကြီးခွင့်ပြုပါရှင်ကိုဟုတ်ကဲ့ပါကိုလက်ခံပါဟုတ်ကဲ့ပါကျေးဇူးပါကိုပေါ်တော့ဒီလိုမျိုးလေးငါတို့နဲ့ထပ်တူလူတန်းခုနေရတော့ဘယ်လိုမျိုးလေးခံစားရလဲကိုပြောလားရှင်ကိုပြောပါလေတောင်းပြောပါဟုတ်ငါတို့ကလေတကယ်မျိုးဒီလိုမျိုးလေးစရင်စေနာနဲ့လူတွေ့ရလေလူထပ်တူပြောတယ်ကိုဟုတ်ကဲ့ပါဟုတ်ပါကိုအမြဲတမ်းနဲ့ပေါ်တော့ပိကက်နိုင်လက်ဆောင်ဖြစ်ပါသေးတော့ညီမတို့ရဲ့လိုင်းနီပီသားစွမ်းနေပြီးတော့စတောင်းပေးပါလေရှင်ကိုဒီတဲ့ဒီမျိုးပါလေဟာသူကကျောင်းနေပါတယ်မနော်ဒီပါမယ်ဒီအက်ကသွားဖို့ရှိပါတယ်ဒီပဲကျောင်းနေပြက်တာတယ်ဗောနော်အဲ့ဒါလေးသွားလှူဖို့ရှိသေးပါတယ်ပြီးတော့ရေခဲကျောင်းနဲ့ဆက်လူမှာဗောနော်ဘယ်လိုမျိုးရှိသေးပါတယ်ဒီပြလေးတော့နော်ဘယ်လိုအောင်ရပါတယ်ရှင်ဟုတ်ကဲ့ဒီလိုဆိုရင်နော်ပြောမတတ်တော့တကယ်ဝမ်းတာပါလေပြောလည်းမပြောတတ်တော့ဒီလိုချင်းနော်ကြည့်တဲ့ဒီဗီဒီယိုမှာလည်းနော်ဝမ်းနေတာပါနော်ဘယ်လိုဖြစ်လို့ကငါတို့ကလည်းပတ်ဝန်းကျင်ဒီပီတာခွင့်ရတယ်လေတိုင်းပြည်ဝမ်းတာပါလေဟုတ်ကျေးဇူးပါလေအများတမ်းပိကက်နိုင်တဲ့လက်ဆောင်ဖြစ်ပါတယ်ဟုတ်ဒီတဲ့ဒီပါလေ